မင်္ဂလာပါရှင်ပတ်စင်ဗုဒ္ဓဟူးညသတင်းတင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ယနေ့ညတင်ဆက်ပေးရမယ့်သတင်းတွေကတော့လိုက်စာမြို့အုပ်ချုပ်ရေးရုံးမှ Municipal အခွန်ဆိုင်ရာတင်ဒန်းပြုလုပ်တဲ့သတင်းနဲ့တိုက်ပွဲသတင်းအခြားသောစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးရမှာဖြစ်ပါရရှင်။လိုက်စာမြို့အုပ်ချုပ်ရေးရုံးမှ UCP ဌာနဆိုင်ရာမှဝန်ထမ်းများကို Municipal ခွန်ဆိုင်ရာပညာပေးတင်ဒန်းတစ်ခုပြုလုပ်ပေးခဲ့ကြောင်းသိရပါတယ်။အဆိုပါတင်ဒန်းတွင် Municipal အကောက်အခွန်မြို့တွင်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ Municipal နဲ့ပတ်သက်တဲ့လမ်းညွှန်ချက်တွေကိုပို့ချတာတွေပါဝင်တယ်လို့တင်ဒန်းတာဝန်ရှိသူစလန်ကဘာမီတုံချန်းပုံကဆိုပါတယ်။ Municipal အုပ်ချုပ်ရေးပုံမတိုးတက်လာဖို့နဲ့တာဝန်ထမ်းဆောင်တဲ့ဝန်ထမ်းတွေအရေးချင်းပြည့်မီတဲ့ဝန်ထမ်းကောင်းတွေဖြစ်လာစေဖို့ရည်ရွယ်ချက်ဖြင့်တင်ဒန်းကိုပြုလုပ်တာဖြစ်ကြောင်းစလန်ကဘာမီတုံချန်းပုံကဆက်ပြောပါတယ်။အဆိုပါတင်ဒန်းကိုဩဂုတ်လ22ရက်နေ့ကစပြီး29ရက်နေ့ထိတင်ကြားပို့ချသွားမှာဖြစ်ပြီးတင်ဒန်းတွင် Municipal Custom Immigration နဲ့လိုက်စာမြို့အုပ်ချုပ်ရေးရုံးမှဝန်ထမ်းများအားလုံး28ဦးတက်ရောက်တင်ကြားလက်ရှိကြောင်းလည်းသိရပါတယ်ရှင်။KIA အမှတ်4တပ်မဟာအမှတ်34တပ်ရင်းနေမြေဆယ်ကြီးစစ်ကောင်စီတပ်နဲ့ KIA တပ်တို့ဩဂုတ်လ24ရက်နေ့မနက်6နာရီမိနစ်15ခန့်ကနှစ်ဖက်လက်နက်ကြီးဖြင့်ပစ်ခတ်မှုများရှိခဲ့ကြောင်းသိရပါတယ်။ဆယ်ကြီးစစ်ကောင်စီတပ်ခလာရ150ခုတပ်စခန်းကို KIA တပ်ဖွဲ့တို့လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ရာကနေနှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းမြေပြင်သတင်းအရင်းမြစ်ရသိရပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လ20ရက်နေ့ကလည်း KIA အမှတ်34တပ်ရင်းနေမြေနားလူနဲ့ဘန်ဝါကြားမှာစစ်ကောင်စီစစ်ကြောင်းတစ်ခုနဲ့ KIA တပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးဆယ်ကြီးစစ်ကောင်စီတပ်မှတိုက်ပွဲဖြစ်တဲ့နေရာတို့လက်နက်ကြီးဖြင့်ပစ်ကူခဲ့ကြောင်းလည်းသိရပါတယ်။ဩဂုတ်လ24ရက်နေ့မနေ့မှာပဲ KIA အမှတ်6တပ်မဟာအမှတ်9တပ်ရင်းနေမြေကျူမနာမှာစစ်ကောင်စီတပ်နဲ့ဒေသခံပြည်သူ့ကာကွယ်ရေးတပ် PDF တို့တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပြီးမိနစ်6နာရီ20မိနစ်အချိန်ထိလက်နက်ပစ်ခတ်တံတွေကြားနေရကြောင်းဒေသခံများကဆိုပါတယ်ရှင်။73စီဈေးနှုန်းအဆမတန်မြင့်တက်လာတာကတကြောင်လန်ခီးတလျှောက်ဂိတ်တွေအကောက်ခွန်ကောက်တာတွေအရင်ကထက်ပုံမများလာတဲ့အတွက်ကြောင့်မြစ်ချနာခီးတဲ့တင်ကားတချို့ဟာယာယီရပ်နာထားကြောင်းသိရပါတယ်။ကားသမားတချို့ပြောကြားချက်အရစီဈေးလဲတရက်နဲ့တရက်မတူညီယုံတာမကလန်ခီးမှာလဲစစ်ကောင်စီတပ်ကအစမတန်ကောက်ခံနေတဲ့အတွက်ကြောင့်ယာယီရပ်နာထားခြင်းဖြစ်တယ်လို့လည်းပြောပါတယ်။မြစ်ချနာမြို့အတွင်းမှာပတ်မစီဆိုင်20နီးပါးရှိပေမဲ့တချို့စီဆိုင်တွေကပေးလိုက်တာတွေရှိပြီးအာရှ energy စီဆိုင်ဇေယျမင်းစီဆိုင်တွေမှာတော့ထည့်ပေးပေမဲ့ကားဆိုင်ကယ်တွေယာချီတန်းစီစောင့်ပြီးထည့်ရတဲ့အတွက်ကြောင့်တချို့ကစီကုံသွားတဲ့အတွက်မထည့်နိုင်ပဲပြန်သွားသူတွေလည်းရှိတယ်လို့လည်းပြောပါတယ်။စီစည်းများအဆမတန်တက်လာတဲ့အတွက်ကုန်ပစ္စည်းများတည်ယူတဲ့နေရာမှာလည်းအခက်အခဲရှိလာတဲ့အတွက်ကြောင့်ကုန်စည်နှုန်းများလည်းအဆမတန်တက်လာနေတာကိုပြည်သူများစိုးရိမ်နေကြကြောင်းလည်းပြောပါတယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းကုတ်ခိုင်ဇုပ်အောင်စစ်ဆောင်ပြည်သူများဩဂုတ်လစံပိုင်းကနေစပြီးတောက်ရည်နဲ့3ရည်အခက်အခဲဖြစ်နေတယ်လို့စစ်ဆောင်ပြည်သူများကပြောပါတယ်။ဇုပ်အောင်စစ်ဆောင်ပြည်သူများစခန်းအတွင်းတောက်သုံးနေတဲ့ရေကကောင်းစာရွာမှတွယ်ယူထားတဲ့ရေဖြစ်ပြီး၎င်းနေရာမှာအခုချိန် TNLA တပ်တွေနေထိုင်ပြီးစစ်ဆောင်ပြည်သူများသုံးတဲ့ရေပိုက်ကိုပေးလိုက်တဲ့အတွက်ကြောင့်စခန်းအတွင်းမှာနေထိုင်တဲ့စစ်ဆောင်ပြည်သူများအခက်အခဲဖြစ်နေကြောင်းသိရပါတယ်။စစ်ဆောင်ပြည်သူများစခန်းအတွင်းတောက်သုံးရေမရှိတဲ့အတွက်ကြောင့်သမင်းချက်စားဖို့နဲ့တောက်သုံးရေကိုမိုးရေခံသုံးပြီးမိုးမရွာတဲ့ချိန်တနာရီခွဲလမ်းလျှောက်သွားရတဲ့နေရာမှာခက်ယူသုံးနေရကြောင်းလည်းပြောပါတယ်။အခုလိုတောက်ရေသုံးရေများမတန့်စင်တဲ့အတွက်ကက်မအတွင်းနေထိုင်တဲ့ပြည်သူများဝမ်းပြက်ဝမ်းလျှော်အရေပြားရရန်ချင်းကလေးငယ်များချောင်းဆိုးခြင်းတက်ကြီးရွယ်အိုတွေနဲ့မတန်မစွမ်းတွေပုံမခက်ခဲနေကြောင်းလည်းသိရှိရပါတယ်ရှင်။ဗမာတိုင်းသားဘာသာဖြင့်သတင်းတင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုနားဆင်သူပရိသတ်အပေါင်းကိုစိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။